မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်အခု TikTok မှာကစားနေတဲ့ကလေးကတဲ့ဗီဒီယိုလေးတွေပေါ့နော် motion ဗီဒီယိုလေးတွေကိုကျွန်တော်ဒီမှာကတ်နဲ့လုပ်ပြပေးသွားမှာပေါ့နော်အဲ့တော့ကျွန်တော်ကတ်နဲ့လုပ်မယ်ဆိုရင်အရင်ဆုံး Play Store ကနေကတ်ကိုအရင်ဆုံး down လိုက်ပေါ့နော်down ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကတ်ကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကသူကတော့ဟိုပါပေါ့နော်Pro ကောက်မှရမယ်ပေါ့နော်ကျွန်တော်ကတော့ Pro ကောက်တော့မဝယ်ဘူးပေါ့နော်မဝယ်ဘဲနဲ့ကျွန်တော်ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော် TikTok နဲ့ join လိုက်တာပေါ့နော် TikTok နဲ့ join လိုက်တော့ကျွန်တော်ကဒါဟိုသုံးလို့ရတယ်ပေါ့နော်ကျွန်တော်မှာတော့Pro ကောက်ရှိတဲ့လူကတော့ကျွန်တော်တို့အဲ့မှာaccount Gmail password နဲ့ဝင်လိုက်ပေါ့နော်ကျွန်တော်ကတော့ဒီမှာTikTok နဲ့ပဲ join ထားပါတယ်လူတိုင်းတော့ရကျင်မှရမယ်ပေါ့နော်ကျွန်တော်တို့ဒီ TikTok နဲ့ join တာလေတစ်လလောက်တော့ရှိသွားပြီပေါ့နော်ကျွန်တော်သုံးတာအဲ့တော့ကျွန်တော်တို့လုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာ new video နှိပ်လိုက်ပေါ့နော်ပုံတစ်ပုံထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုကျွန်တော်ဒီပုံနဲ့လုပ်မှလားဆိုတော့မဟုတ်ဘူးပေါ့နော်ဒီပုံမလို့ကတော့ကျွန်တော်ဒီပုံကိုဖြတ်လိုက်မယ်ဖြတ်ပြီးသွားရင်ကျွန်တော်တို့ကဒီအောက်မှာပေါ့နော်အောက်မှာကျွန်တော်ဒီမှာ AI avatar ဆိုတာရှိရနော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ AI နဲ့ပတ်သက်တာတွေရှိရပါတော့avatar library တို့ video translator တို့ပါပေါ့နော် dialogue sync တို့ပါလို့လည်းရှိရနော်အဲ့တော့ကျွန်တော်ကအခုလုပ်ပြမယ့်ဟာကျတော့ဒီ motion ပေါ့နော်mimic motion လားအဲ့ဒါလေးနှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားရင်ကျွန်တော်ကဒီမှာကိုလှုပ်ချင်တဲ့ပုံထည့်မယ်ပေါ့နော်ပုံထည့်ပြီးသွားရင်ခဏဆောင်ပေါ့နော်ဒီမှာပြီးရင်ကျွန်တော်တို့ကိုလှုပ်ချင်တဲ့ဒီမှာဗီဒီယိုလေးကိုထည့်လိုက်ပေါ့နော်အဲကျွန်တော်ဒီမှာလောတဲ့ TikTok မှာခေတ်စားနေတဲ့ဗီဒီယိုလေးပဲထည့်လိုက်မယ်နော်ဒါဗီဒီယိုကကျွန်တော်17စက္ကန့်ကြော်လေးရှိတယ်ပေါ့နော်ကျွန်တော်တင်တော့ဟို12စက္ကန့်လောက်ထိတော့ရမယ်ထင်တယ်နော်ကျွန်တော်15စက္ကန့်လုပ်ကြည့်ရတော့မရဘူး12စက္ကန့်တော့ရမယ်ထင်တယ်ဒီမှာဒီအခုကျွန်တော်လုပ်တဲ့ကတော့17စက္ကန့်ကျော်ပေါ့နော်အပြီးကျွန်တော်ဒီမှာဒီအောက်မှာပေါ့နော်ဒါဒီမှာဆိုရင်ဟိုအခုကတော့ကျွန်တော်တို့ mood 2.0 ပေါ့နော်ဒါနဲ့ပဲကျွန်တော်လုပ်မှာပေါ့နော်ဒီအောက်မှာလည်းမှာရွေးလို့တော့ရသေးတယ်ပေါ့နော်ကျွန်တော်ဒီအပေါ်ဆုံးဟာနဲ့ပဲလုပ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ generate ကိုနှိပ်လိုက်မယ်ဒီဘေးလေးကိုကြည့်လိုက်ပေါ့နော်ဒီမှာ generate ဆိုတာလေးလုပ်နေပြီပေါ့နော် generate လုပ်တာတော့ရသွားပြီပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုဖွင့်ကြည့်လိုက်မယ်နော်ဒီနောက်ကလေးကျွန်တော်ဖြတ်လိုက်မယ်နော်ဒီအပေါ်နားမှာတော့သူကကတ်ဆိုတဲ့ logo လေးတော့ပါတာပေါ့နော်ဒီမှာကျွန်တော်စမ်းကြည့်ရတော့တစ်နေ့ကိုတစ်ပုတ်ပဲရတယ်ပေါ့နော်ဒီဗီဒီယိုလေးကိုကျွန်တော်ထုတ်လိုက်မယ်ပေါ့နော်ဒီ export ဆိုတာလေးကိုနှိပ်လိုက်မယ်အလုပ်လို့တော့အဆင်ပြေလောက်ပြီထင်ပါတယ်စမ်းပြီးတော့လုပ်ကြည့်ကြပါဦးဗျာနော်